KSM Movie Recap Channel ကနေဖျားလဲကြိုးစိုးလိုက်ပါတယ် Johnny English ဟာ MI7 အဖွဲ့ဝင်ဟောင်းတယောက်ဖြစ်ပြီး mission တစ်ခုမှာအမားကြီးဖြစ်ပွားသွားခဲ့တဲ့အတွက်ကိုအဖြစ်တင်ပြီးလူမသိနေရတဲ့ခုကိုထွက်ပြေးသွားခဲ့ပါတယ်အဲ့ဒီနေရာကတော့တိဘက်တောင်တန်းများအတွဲရှိဘုံတော်ကြီးကျောင်းတစ်ခုပါသူဟာအတိကအရှက်တရားတွေကိုမေ့ပြောက်ဖို့ကိုပြန်လဲတိဆောက်ဖို့အဲ့ဒီနေရာကိုရောက်ရှိလာခဲ့တာပါဘုံတော်ကြီးက Johnny ကိုပြောတာကမင်းဟာအရှက်တရားတွေနဲ့ပြည့်နေတဲ့ဘဝကိုမေ့ပြောက်ဖို့ဒီကိုရောက်လာခဲ့တာဒါပေမဲ့ဘိုးဘတစ်ကိုရှောက်လန်းဖို့လမ်းကလွေကူမှမဟုတ်ဘူးလို့ပါအဲ့ဒီစကားဟာ Johnny အတွက်စိန်ခေါ်မှုကြီးဖြစ်လာခဲ့ပါတယ်သူတို့ရဲ့ရည်ရွယ်ချက်ကရိုးရှင်းပါတယ်အားနေနေသမျှတို့အားကောင်းစေဖို့နူးညံ့လွန်းနေသမျှတို့ခိုင်မာစေဖို့ပါJohnny ကိုခန္ဓာပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာနှမျိုးစလုံးကိုလေ့ကျင့်ပေးကြပါတယ်။တောင်ပေါ်မှာခက်ခဲတဲ့လေ့ကျင့်ခန်းတွေနာကျင်မှုကိုခံနိုင်ရရှိအောင်စမ်းသပ်မှုတွေပြုလုပ်ကြပါတယ်။ Johnny ဟာတစ်ခါနာကျင်လွန်းလို့ညှိသွားတာပါတယ်။ဘာလို့ခန္ဓာကိုယ်ကအမြဲတမ်း Johnny အတွက်အရေးကြီးဆုံးသဘောတရားတစ်ခုဖြစ်လာပါတယ်။ဒီနေ့မှာတော့အာယုံဆိုင်နိုင်မှုကိုစမ်းသပ်ဖို့လေ့ကျင့်ခန်းတစ်ခုလောက်ပါတယ်။ဘုံတော်ကြီးကသူ့ကိုမင်းမငဲတော့ဘူးလို့ပြောပါတယ်။ဒါပေမဲ့အသက်ကြီးလာတာနဲ့အတူဉာဏ်ပညာလည်းရလာတတ်တယ်လို့ဆက်ပြောပါတယ်။ Johnny ကိုယုံကြည်မှုဖြန့်ရစေပါတယ်။နောက်ပိုင်းမှာတော့ Johnny ကိုစမ်းသပ်မှုကြီးတစ်ခုပြုလုပ်ပေးပါတယ်။နာကျင်မှုကိုခံနိုင်ရရှိကိုစိတ်တည်ငြိမ်ဖို့လိုအပ်တဲ့စမ်းသပ်မှုပါသူရဲ့စိတ်အားတတိနဲ့ဟာသစိတ်ဓာတ်တို့ကိုပေါင်းစပ်ပြီးအာနုံကိုကြော်ဖြတ်နိုင်ခဲ့ပါတယ်ဘုံတော်ကြီးတွေကသူ့ကိုထပ်မှန်ပြီးစစ်သားတစ်ယောက်လိုပြန်လဲဖြစ်လာနိုင်မဲ့လူတစ်ယောက်အဖြစ်သတ်မှတ်ကြပါတယ်ဂျော်နီဟာကျွန်တော်ရဲ့ကန်ချမာကပါလဲလို့မေးမြန်းတဲ့အခါမှာတော့သူ့ဘဝကိုပြန်လဲစေမဲ့အကြောင်းကြားစာတစ်ခုရရှိလာခဲ့ပါတယ် MI7 ကလည်းသူ့ကိုပြန်ခေါ်လိုက်တာပါလန်ဒန်ကိုအမြန်ဆုံးပြန်လာဖို့အမိန့်ပေးလိုက်တာပါဒီမှာဂျော်နီဟာကိုမေးခွန်းထုတ်ပါတယ်ကျွန်တော်အစင်တင်ထစ်ပြီလားလို့ဘုံတော်ကြီးကရိုးရှင်းစွာမဖြစ်သေးဘူးလို့ပြန်ဖြေပါတယ်ဒါပေမဲ့အဲ့ဒီစကားတွေမှာအတိတ်ပဲနှက်ရှိုက်ရှိနေပါတယ်လူတယောက်ဟာအများတန်းပြည့်စုံမနေဘူးသင်ယူရမယ့်အရာတွေအများရှိနေတတ်ပါတယ်နောက်ဆုံးမှာတော့ Johnny English ဟာဘုံတော်ကြီးကျောင်းကိုချမ်းခဲ့ပြီးလန်ဒန်တို့ပြန်